ကိုကျင်ဟာစီစံမဆုတော့ကလိုက်လာလေဟုတ်လားအင်းပေါ်ရဟန်းရင်ကြီးမရှိဘူးလို့လိုက်လာတာလေဟောလို့ကြီးအလကားဆတာမဆုသူ့ကိုလွမ်းနေလို့တကယ်ပေါ့ဟောမဆုရဲ့ရခိုင်ရင်ကြီးရဲ့နဲ့ဘုံကြနေတဲ့အဘလေးရဲ့ရခိုင်နဲ့အသေးပြင်းပြီးတော့မလတ်မပါသေးဝင်းနေမယ်ဒီခီးနေမယ်အခါတို့တော့သွားလို့ဓာရီကိုမီးရှို့ဝမ်းသာနေပါလားမရိမ့်သာကျင့်နေတဲ့လူတွေ့ကောင်းဖြတ်တတ်နေရဲ့ရခိုင်ရင်ကြီးရဲ့နဲ့ဘုံကြနေတဲ့အဘလေးရဲ့ရခိုင်နဲ့အသေးပြင်းပြီးတော့မလတ်မပါသေးဝင်းနေမယ်ဒီခီးနေမယ်အခါတို့တော့သွားလို့ဓာရီကိုမီးရှို့ဝမ်းသာနေပါလားမရိမ့်သာကျင့်နေတဲ့လူတွေ့ရင်ကောင်းဖြတ်တတ်နေရဲ့အမလေးဘုံကိုဖြည်းဖြည်းကျဲပါကိုကျင်ရဲ့တကယ်လေသူ့ဘုံကြီးကျဲလိုက်တာလူတွေကိုကြောက်နေတာပဲသေလိုက်ကြတာတော့အမလေးမဆိုးရဲ့ဒီမဲ့တက်တက်လို့ရှိရင်လေစစ်ဖေးချောင်လောက်လိုက်ရင်ပေါ့တကယ်လေကိုကျင်ကပြောကောင်းကိုရာဒီယာဒီတွေရှုပ်လို့ကြောက်လို့တော့ပြပြီးတဲ့ဗျာဘုံနေနဲ့လာလာကျဲတော့အသက်ထွက်လူပင်ရှာလူမဆန်းမဘူးစိတ်ရှောင်းလူဘာဘာတို့ရဲ့ခွင့်မဆမ်းမနဲ့အာနာရှိကြီးယာမဆိုးရင်မှတ်ထားနော်အဲ့ဒါစိတ်ရှုံးတယ်လို့ခေါ်တယ်စိတ်ရှုံးတယ်ဆိုတာအနာလူရကဖြစ်လာတဲ့ပြည်သူကျိန်တာပေါ့အမလေးကိုကျင်ရဲ့ဘဝမှာစိုးနဲ့ပေါင်းတော့ကျင်ရဲ့စိုးရဲ့ကျင်စိုးဖြစ်လာတယ်လို့ပေါ့လို့နော်ကိုကျင်ဒါပေါ့သူရဲ့အနာဟာတနကဖြစ်တဲ့တနရဆိုတာသာလောကြီးမှရှိတဲ့ဗျာမရှိရင်ရုရှားသွားရတာတိုင်းဒီမှာအဖတို့အုပ်စုတိုင်းမွဲပြီးငါပြည်သားမို့လူမိုင်းရင်တော့တိမှာပါဘုံနေနဲ့ကျဲလူအာနာမလူနဲ့မရဘူးသေးဗျာအဖကျင်တို့ကြီးစစ်ရှုံးလူပြီးပြီးလက်နဲ့ချပြီးအလံပြူထောင်လိုက်ပါတော့လားဗျာလူတို့နှလုံးသားမှာအာနာရှင်အလိုမရှိဘူးဆိုတာသိသိကြီးနဲ့လူမဆန်အောင်မိုက်တွင်းနဲ့လာကြည့်လားဗျာကိုကျင်စိုးရေဒီအတန်ကိုကြားနေရတဲ့အချိန်မှာတရုတ်တွေကိုစစ်ကူခေါ်ထားလောက်ပြီဆိုတာစိုးတည်ပါတယ်ကိုကျင်စိုးရေကိုကျင်စိုးရှုံးမဲပြီးအယူချီတန်းအကတွေကနေရတာကိုကျင်စိုးမရှက်ပေမဲ့စိုးရှက်တယ်ကိုကျင်စိုးရှက်တယ်ဘာလာသိရှုံးလူရဲ့ဒီဟာဒီဝဲရဲ့သိရှုံးလူဘာမကြီးရဲ့တခုညံများနဲ့လူရမီရှုံးမရင်းချင်းနဲ့စစ်တမ်းကြီးစံတတ်ပါပြုလို့ရဲ့အောက်တန်းကြတော့ပေါက်ပန်းလေးတက်ဖြစ်ရမှာမကိုကိုကျင်စိုးကျိုးစင်တက်ရပြီဆိုတဲ့နေ့ကျရင်လေငရဲဒီအဝီစီကိုချောချောချူချူရောက်သွားပါစေလို့စိုးဆူတောင်းပေးလိုက်ပါမယ်ကိုကျင်စိုးရဲ့နော်ဟောအဖအနာကိုသာလူယူလို့ရမယ်မြစ်တာတရားကိုတော့လူယူလို့မရဘူးဆိုတာဒီဘဝမှာအဖကောင်းကောင်းသိသိပါပြီလေအဖရဲ့ကိုကျိုးရှာတပ္ပရာကြီးဖြစ်လို့တဲ့စန္ဒတစ်ခုတည်းကြောင့်တိုင်းပြည်ကြီးတစ်ခုလုံးရန်ကိုရန်နဲ့ဒီပြမိပဲသွေးရင်ဒီအလယ်မှာပြည်သူတွေခမင်းငန့်နေကြရှာတာကိုအဖမသိပဲမနေပါဘူးလေဗတ်ပြည်သူမြတ်တာကိုလက်နဲ့ဒညတိုက်လို့မရနိုင်ဘူးဆိုတဲ့အစီတရားတစ်ခုကိုတော့အဖသွားမဲ့အဝီစီအထိယူသွားပါအဖယူသွားပါဗတ်တရုတ်လူနဲ့အကဲဆမ်းမဲ့အရှောက်ပွေတပွဲတလန်းမှာကျုပ်တို့ကအသေးကျန်တယ်နော်အဖရဟန်းကြီးလို့တော့ဖြည်းဖြည်းမောင်းပြီးပါဗျာအဖရဲ့သိက္ခာဘာမှမရှိဘူးလို့သိ
မုံအခြေတီဩစီရှုံးနဲ့မตาရေစီဘုံတွေကို